အားလုံးပဲမင်္ဂလာပါຫນွေဦးမီဒီယာ channel ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဝန္တာဆက်တင်ကောင်းတပုတ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်နေပြည်တော်မကွေးလင်းပိုင်းတွင်စစ်တပ်တီကား6စီးရိတ်ခါရင်တင်းကိုမိုင်းဆွဲတိုက်ခိုက်မှုပူကြီးစနေဦးတည်ဆုံတဲ့တင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မကွေးတိုင်းနေပြည်တော်မကွေးလင်းပိုင်းတွင်အချင်းဖက်စစ်တပ်တီကား6စီးရိတ်ခါရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်စစ်တာပူကြီးစနေဦးတည်ဆုံခေကြောင့်မြို့တင်မြို့နေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခက်တဲ့တင်ဌာနတို့ပြောဆိုထားပါတယ်ဒီဇင်ဘာလ18ရက်နေ့နနက်10:20မိနစ်ခင်းတွင်မကွေးမြို့ဖက်မှနေပြည်တော်ဖက်တို့ထွက်ခွာလာတော့အကြံဖတ်စစ်တပ်တီကား6စီးပါရိတ်ခါရန်တန်းကိုဒေါ်လာရစ်တပ်ဖွဲ့များကနေပြည်တော်မကွေးလင်းပိုင်းတွင်မိုင်းတိုင်း20နှစ်အနီးတွင်မိုင်းဆွေတိုက်ခိုက်ခဲ့ကြောင်းတည်ရှိရပါတယ်ထိုတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်တပ်မှစစ်တပ်နှုတ်တည်ဆုံးကတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးရိတ်ခါကနှစ်စီးမိုင်းအစထိမှန်ကတစီးမှပျက်စီးခဲ့ကြောင်းတည်ရှိရပါတယ်စိတ်ခွေတွေတည်ဆုံစရင်ထတ်တိုးတည်ဆုံးတာမျိုးကတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေစေပါပဲစိတ်ခွေအင်အားကတော့မတရားသေးပါဘူးထောက်ပို့ရင်တန်းဆိုတော့လူအင်အားနေမှာပါမကွေးမြို့ဖက်ကနေနေပြည်တော်တို့ထွက်ခွာလာတော့စိတ်ခွေက6စီးပါကျွန်တော်တို့ကနေပြည်တော်ရဲ့အနောက်ဖက်ခြံစည်းရွအနားမှာလှုပ်ရှားနေရတာဆိုတော့ရင်ဆိုင်တိုက်ခိုက်ဖို့အဆင်မပြေသေးဘူးလောလောဆယ်ပျောက်ကြားနေပဲတိုက်ခိုက်နေရတာဆိုပေမဲ့အကောင်းဆုံးဖြစ်အောင်တော့စူးစမ်းလှုပ်ဆောင်နေပါတယ်ဟုမြို့တင်မြို့နေပြည်သူ့ကာကွယ်ရေးဖွဲ့မှတာဝန်ရှိသူကပြောဆိုထားပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြို့နေပြည်သူ့ကာကွယ်ရေးအဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဒေါ်လာရေးဖော်များအထီးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတည်ရှိရပါတယ်